ဒီကာလကခေရင်ဆိုးရုပ်တဲ့ကာလအချိန်ဖြစ်တယ်ဆိုပြီးတော့ဓမ္မကျမ်းစာကဖော်ပြထားပါတယ်ဆိုတော့ဖခင်သားသမီးယုံကြည်သူများဖြစ်တဲ့တနေ့ကျွန်တော်ကဒီပျက်စီးခြင်းတွေနဲ့ပြည်နေတဲ့ဆုံးရှုံးမှုတွေနဲ့ပြည်နေတဲ့ခက်ခဲခြင်းဆိုးရုပ်ခြင်းတွေနဲ့ပြည်နေတဲ့ဒီကာလလိုအချိန်မျိုးမှာကျွန်တော်တို့ကဘယ်လိုစကားတွေကိုပြောပြီးတော့ဖြတ်တန်းသက်ရှင်နေတယ်လဲဆိုတော့တိတ်ကိုအရေးကြီးပါတယ်ဟာလေလုယာဆိုတော့တမန်ရဲ့ဆိုတတရားဆောင်ခန်းကြီး19ထဲမှာစရတမုတ်ဆိုးမတာအမိကနောက်ဆုံးညစာဖြစ်တဲ့မုတ်တလက်စုပ်ကိုစားပြီးတော့ငါတို့တာမီသိမယ်ဆိုပြင်ဆင်နေတဲ့အချိန်မှာဖယားလူ prophet ဖြစ်တဲ့အေလိယကသူ့စီကိုရောက်လာပြီးတော့ငါအတွက်ရေကိုခတ်ပေးပါအောင်ဆိုပြီးတောင်းဆိုတယ်ရေကိုခတ်ဖို့ရန်အတွက်ခံဖို့ရန်အတွက်ပြင်ဆင်နေတဲ့မုတ်ဆိုးမကိုအေလိယကရေပဲမဟုတ်ငါအတွက်မုတ်တဖဲကိုလည်းပဲတနည်းအားဖြင့်ညစာကိုလည်းပဲငါအတွက်ပြင်ပေးပါအောင်ဆိုပြီးတောင်းဆိုတဲ့အချိန်မုတ်ဆိုးမကငါတို့တားမိတော်မှဒီမုတ်တလက်စုပ်ကိုစားပြီးတော့တေကြတော့မှာလို့အေလိယကိုပြန်ပြောတဲ့အချိန်ဖယားလူချစ်တဲ့အေလိယကဘာပြောလိုက်လဲဆိုလို့ရှိရင်မနဲ့မင်းတို့ဒီမုတ်တလက်စုပ်ကိုစားပြီးတေဖို့ရန်အတွက်ပြင်ဆင်နေတာဖြစ်ကောင်းဒါပေမဲ့ငါအတွက်အရင်ဆုံးပြင်ပေးပါလို့ပြောခဲ့ပြောပြီးရနဲ့ဘာလုပ်လဲဆိုလို့ရှိရင်နောက်မှမင်းတို့တားမိစားဖို့တော့လုပ်တယ်ပြီးရလဲချစ်ချင်း prophet Elia ဘာပြောလဲဆိုအငယ်14မှာဣသရေလအမျိုးကြီးဘုရားခင်သာရဘုရားမိန့်တော်မူသည်ကသာရဘုရားသည်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုး၌ရှိသောမုန်ညက်မကုံဘူး၌ရှိသောစီမရော့ရဟုမိန့်တော်မူကြောင်းကိုဆင့်ဆိုလေ၏တဲ့ prophet Elia ငါအတွက်ရင်ပြင်ခဲ့နောက်မှတို့သားမိရှိတာမရှိတာကျန်တဲ့ရာဆက်စားဆိုပြီးတော့ပြောလိုက်ပြီးတဲ့နဲ့တခါတည်းပါပြန်ပြောလဲဖယားရဲ့စကားဒီဟုတော့အစာခေါင်းပါတဲ့ဒီကာလမကုံခင်အချိန်ကြီးတင်းရဲ့အိမ်မှာရှိမုံညက်နဲ့စီမကုံမရော့ရဘူးဆိုပြီးတော့ prophet ပြုစကားပြောခဲ့တယ်ဆိုတော့တွေ့ရတာဖြစ်ပါအဲ့လို prophet Elia ပြောခဲ့တဲ့အတိုင်းပဲစရတမုဆိုးမကအေလိယစားဖို့အတွက်ပြင်ဆင်ပေးတဲ့နောက်မှာစပြိုင်နဲ့တန်ကြီး16မှာတို့လိုပြောတယ်သာရဘုရားဒီအေလိယအချင်းမိန်တော်မူသောစကားအတိုင်းဦး၌ရှိသောမုံညက်မကုံဘူး၌ရှိသောစီမရော့ဆိုပြီးတော့မတန်တင်ထားပါတဘောက prophet Elia ဖယားလူပြောတဲ့စကားအတိုင်းပဲဒီစရတမုတ်ဆိုးမနှစ်ယောက်ကနောက်ဆုံးမုတ်တလက်စုပ်ပဲကျန်တဲ့ညစာကနေပြီးတော့အစာခေါင်းပါတဲ့ကာလတစ်ခုလုံးမှာဒီသူဦးမရှိတဲ့မုံညက်မကုံစီမရော့ရတဲ့ခွင့်ဖယားခင်ကပြင်ဆင်ပေးခဲ့တယ်ဆိုတော့တွေ့ရတာဖြစ်ပါဒီတင်နေကျွန်တော်ကဒီကာလမှာခေရင်ဆူရုပ်တဲ့ခက်ခဲတဲ့ပျက်စီးခြင်းတွေဆုံးရှုံးမှုတွေပြည်တဲ့ကာလမှန်ပေမဲ့ကျွန်တော်ကပျက်စီးခြင်းစကားဆူရုပ်တဲ့စကားဆူရုပ်ခြင်းနဲ့ဆိုင်တဲ့စကားတွေခက်ခဲပင်ပန်းခြင်းနဲ့ဆိုင်တဲ့စကားတွေကိုပြောရမှာမဟုတ်ဘဲနဲ့အေလိယကဲ့သို့သာရဘုရားမိန့်တော်မူဒီကဒီဟုသောဖယားစကားကိုပြောတတ်ခြင်းအားဖြင့်ဒီကာလဆူရုပ်တဲ့အချိန်ကိုရွေးနှုတ်တတ်တော်သူတွေဖြစ်ဖို့ရန်အတွက်အရေးကြီးပါတယ်ဟာလေလုယာဒီကြောင့်မို့ကျွန်တော်ဒီကာလမှာ prophet Elia ကဲ့သို့ဖယားပြောတဲ့စကားတွေကိုဒီဝန်ခံပြောဆိုပြောထုတ်အသက်ရှင်တတ်ခြင်းအဖြစ်ကာလဆိုးရုပ်တဲ့ကာလအချိန်ကိုရွေးနှုတ်တတ်တော်သူကုစားနိုင်တော်သူတွေဖြစ်ဖို့ရန်အတွက်ဒီတင်မိသားစုတဲ့တင်ကိုဘုရားခင်ကရွေးချယ်ထားတယ်။တင်ရဲ့လူမျိုးအတွက်တင်ရဲ့အသင်းတော်အတွက်တင်ရဲ့နိုင်ငံအတွက်ဘုရားခင်ကတင်ကိုရွေးချယ်ထားတာရွေးနှုတ်ထားတာဖြစ်တယ်ဆိုရရကိုဒီနှုတ်ကပတ်တော်အဖြစ်ခွာပေးခြင်းနဲ့တင်ပြောတဲ့စကားတွေကတင်ရဲ့ပတ်ဝန်းကျင်မှာတင်းရဲ့အတ္တထဲမှာအမှန်တကယ်ထင်ရှားနေရယူပြည့်စုံပြီးတော့ဖခင်ရဲ့တကူတော့ဖခင်ရဲ့နမိတ်လက္ခဏာအချစ်အပြောင်းလဲလုပ်ဖို့ရန်ဖြစ်တယ်ဆိုရရကိုဝိငါခွာပေးခြင်းနဲ့အရောက်တိုင်းဘုရားချူကောင်းခြင်းပေးပါစေ